ရေပြားတစ်ခုရဲ့ skin barrier ထဲမှာဘာတွေပါလဲရောသိပြီးကြပြီလားဒီလားပါဒေါက်တာကတော့လှပဆိုင်ရာဆရာဝန်ဒေါက်တာ IV ပဲဖြစ်ပါတယ် skin barrier ရဲ့နံပါတ်1ပါဝင်ပစ္စည်းကတော့ physical barrier ပေါ့နော် physical barrier ထဲမှာရေပြား cell တွေတချို့နဲ့ keratin တွေပါမယ်နောက်ထပ်ကတော့ lipid barrier အဆီလွှာပေါ့နော်အဆီလွှာထဲမှာ ceramide free fatty acid တွေပါပြီးတော့အဲ့ဒီအဆီလွှာကခုနက physical barrier ကိုချိတ်ဆက်ပေးထားပါတယ်နောက်ထပ်ကတော့ natural moisturizing factor တွေပါတဲ့ moisture barrier ပေါ့နော်အဲ့ဒီမှာ amino acid တို့ carboxylic acid တို့ပါမယ်နောက်တစ်ခုကတော့ pH barrier ပေါ့နော်အဲ့ဒီထဲမှာ C gland ထုတ်တဲ့ sebum ဆိုတဲ့အဆီတွေပါမယ် sweat gland ထုတ်တဲ့ချွေးတွေပေါ့နော်ပါမယ်ပြီးတော့ lactic acid ပါမယ်ပုံမှန်အဖြစ်အရေပြား pH ကို 4.5 to 5 ကြားကိုထိန်းသိမ်းပေးထားတာပေါ့နောက်ထပ်ကကြတော့အရေပြားကိုအကျိုးပြုဘက်တီးရီးယားတွေပါတယ် microbiome barrier ဆိုတဲ့အလွှာရှိမယ်နောက်ထပ်ကကြတော့အရေပြားကို UV rays တို့ oxidative stress တို့ကနေကာကွယ်ပေးတဲ့ကိုခံအား immune barrier ရှိမယ်ပေါ့နော်ကဲ skin barrier မှာဘာတွေပါလဲသိသွားပြီဆိုတော့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်နော်